ဒီရေမွေးတဲ့အရည်တွေကိုဖန်ခွက်ထဲလောင်းထည့်ပြီးတော့ဒါကကိုကာကိုလာပါတောက်ကြည့်ပါဆိုရင်တော့မှအဲ့လိုလိန်ပြီးတိုက်ရတော့မှယုံပြီးတောက်ရလောက်တဲ့အထိကိုကာကိုလာအနံ့နဲ့တူရဗျာရိုဂျာဆိုတဲ့ brand ကအရန်ဈေးကြီးတယ်လို့သူကပေးတဲ့အနံ့ quality ရလည်းအရန်ကိုကောင်းပါတယ်အနံ့လေးတွေလည်းဆန်းဆန်းပြပြလေးဗျာအရန် unique ဖြစ်တယ်လို့ပြောလို့ရတယ်ဒါကတော့ Roger Enigma လို့ခေါ်တယ်ကိုလာနဲ့တူရယ်ဆိုတာလဲစဖြန်းပြီးပြီးချင်းခဏအတော်တွန်းမှာပဲတူပါပါပြီးရင်တော့ငါးကြီးအမ်ဘတ်တို့ကော့ညက်တို့တိုဘက်ကိုတို့ပြီးတော့ဝင်လာရပေါ့ဗျာဒါလေးတော့ကျွန်တော်အခုအပြင်သွားတော့မှမလို့ဆွတ်တော့မှာဖြစ်ပါတယ်အနံ့ပုံစံကတော့သူကတခြားရေဝင်နဲ့လုံးဝကွဲထွက်တယ်ဗျာတခုနဲ့မှသွားတူလို့မရဘူးသူ့အနံ့ကိုရချင်ရင်သူ့ကိုစွတ်မှပဲရတယ်ဗျာအဲ့လောက်ထိကိုယူနေဖြစ်တယ်ဒါလေးကိုပလင်းလိုက်ကြီးမှာလို့ရတယ်လို့ခွဲရောင်းနဲ့မီလီအသေးလေးရပါတယ်လာဝယ်ခြင်းနဲ့ဆိုတော့131 60 61မန်လေးကျွန်တော်ရဲ့ဆိုင်မှာနဲ့နေစမ်းပြီးမှဝယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်